ရှိရဆိုတယ်။တောင်ပေါ်မှာတနာရီမိုင်100နှုန်းနဲ့တုန်ခါမှုလိုင်းတစ်ခုလွှတ်လိုက်တယ်။လွှမ်းမိုးနိုင်တဲ့စင်ဖြန်အထီးကပြိုင်ဘက်တစ်ကောင်ရွေလျားနေတာကိုသတိထားမိတယ်။တရိတ်ဆန်တစ်ကောင်ရဲ့အကျယ်ဆုံးအော်တန်တွေကတစ်ခုဖြစ်ပြီးဘသူကထိန်းချုပ်ထားလဲဆိုတာကိုပြိုင်ဘက်တွေကိုသတိပေးနေတယ်လို့ပါပဲ။နေ့စဉ်စိန်ခေါ်မှု60အထိသူ့ရဲ့သတိပေးချက်ကပြိုင်ဘက်တွေကိုအညံ့ခံအောင်ခြောက်လန့်ဖို့လုံလောက်ပါတယ်။ဒါပေမဲ့တစ်ခါတရံမှာပေါ့တကယ်ပြိုင်ဘက်တစ်ယောက်ပေါ်လာတယ်။သူကအရွယ်စားတူခွန်အားတူမျိုးပွားဖို့စိတ်ပိုင်းဖြတ်ထားတယ်။ကမ်းခြေမှာစတာမှာရွေးချယ်စရာမရှိဘူး။ဒါပေမဲ့ရက်နေုံမဲ့လားပြီးတော့တိုက်ခိုက်ရမှာပေါ့။နှစ်နဲ့တိုက်ပွဲ300ကျော်ပြီးမှကမ်းခြေမှာစားတာပြီးဆုံးသွားပြီးသူ့ရဲ့ချန်ပီယံဆုကို heavyweight အသစ်တစ်ယောက်ရယူဖို့အချိန်တန်ပြီးရှုံးနိမ့်သွားတယ်။ပင်မနွမ်းနယ်နေတဲ့ကမ်းခြေမာစတာဟောင်းကနောက်ထပ်မိတ်လိုက်ရသည့်တစ်ခုကိုမြင်တွေ့ရဖို့မဖြစ်နိုင်တော့ဘူး။ဒါပေမဲ့သူငြင်းချမ်းစွာအနားယူနိုင်ပါတယ်။သူ့အုပ်ချုပ်မှုအတွင်းမှာသူဟာခွေးပေါက်လေး100ကျော်ရဲ့ဖခင်ဖြစ်နိုင်ပါတယ်။အပြက်စီးတွေရတဲ့ထိတ်တန်းတရှိတဲ့အထီးတွေထဲမှာသူ့နေရာကိုခိုင်မာအောင်လှုပ်ဆောင်နေပါတယ်။